နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့တရားခံပြေးဝင်ကြီးရှုပ်ဟောင်းရှိတ်ဟာစီနာကိုလူသိရှင်ကြားမင်ကွန်းပြောခွင့်ပေးတဲ့အပေါ်မှာဘင်္ဂလားဒေ့ရှ်အစိုးရကအိန္ဒိယကိုဝေဖန်မေကွန်းထုတ်လိုက်ပါတယ်။အသက်88နှစ်အရွယ်ရှိပြီဖြစ်တဲ့ရှိတ်ဟာစီနာဟာ2024ခုနှစ်ဩဂုတ်လတုန်းကလူထုအုံကြွမှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်ကနေထွက်ပြေးခဲ့ပြီးအိန္ဒိယနိုင်ငံမှာခေါ်လုံခဲ့ပါတယ်။ရှိတ်ဟာစီနာဟာဆန္ဒပြပွဲတွေတုန်းကပြည်သူတွေကိုတပ်ဖြတ်ဖို့အမိန့်ပေးခဲ့ကြောင်းအာဏာပိုင်တွေရဲ့အကြမ်းဖက်မှုတွေကိုတားဆီးဖို့ပြက်ကွက်ခဲ့ကြောင်းဆွေးနွေးမှုတွေအတွက်နိုဝင်ဘာလတုန်းကဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုရဲ့မျက်ကွယ်တည်တံရှာမှတ်မှုကိုခံထားရတာဖြစ်ပါတယ်။ဇန်နဝါရီလ23ရက်နေ့တုန်းကသူဟာအိန္ဒိယနိုင်ငံဒေလီမြို့တော်မှာရှိတဲ့သတင်းစာကလပ်တစ်ခုစီကိုအတန်ဖိုင်ပေးပို့ပြီးမိကွန်းပြောခဲ့ပါတယ်။အစိုးရပြုံလိုက်လူသက်မှုတွေကျူးလွန်ခဲ့တဲ့ရှိတ်ဟာစီနာကအမုန်းတရားဖြန့်ဝေတဲ့မိကွန်းတစ်ခုကိုအိန္ဒိယရဲ့မြို့တော်မှာပြောခွင့်ပြုခဲ့တဲ့ဆိုတဲ့အခြေအနေကိုဘင်္ဂလားဒေ့ရှ်ပြည်သူတွေရောအစိုးရကပါဘလို့မှလက်ခံမပေးနိုင်ကြောင်းဒါကာမြို့မှာရှိတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။သူရဲ့အတန်ဖိုင်မိကွန်းထဲမှာတော့ရှိတ်ဟာစီနာကဘင်္ဂလားဒေ့ရှ်ဟာလက်ရှိယာယီအစိုးရခေါင်းဆောင်မိုဟာမက်ယူနက်ရဲ့အောက်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမျိုးကျင်းပနိုင်ဖို့လုံးဝမဖြစ်နိုင်ဘူးလို့ဝေဖန်ပြောကြားထားပါတယ်။ဘင်္ဂလားဒေ့ရှ်ဟာတရားခံပြေးအဖြစ်ရှိတ်ဟာစီနာကိုပြန်လည်လွှဲပြောင်းပေးဖို့ကိုလည်းတောင်းဆိုထားပြီးအိန္ဒိယအစိုးရကတော့ညှင်းဆိုထားပါတယ်ရှင်။